ဒါကတော့ကျွန်တော်တို့မြကြီးနားမြို့မှာစိုက်ထားတဲ့စပစ်တီကိုပေါ့နော်ကျွန်တော်စိုက်ထားတဲ့စပစ်တီကိုဘယ်လိုတီးလဲဆိုတာပြပါမယ်ကျွန်တော်နဲ့တူလိုက်ကြည့်ပါโอเคဒါကတော့ကျွန်တော်စပစ်အပင်ပေါ့နော်ဒါစပစ်ပင်ဒီလိုဆင်ထိုးထားပေးရတယ်ဒီမှာပါဒါအလုံးတစ်လိုကြီးတွေဖြစ်လာပြီပေါ့နော်ဒီမှာတစ်ခိုင်ဒီမှာတစ်ခိုင်နှစ်ခိုင်ပေါ့နော်ပြီးတဲ့ခါကျလို့ရှိရင်လုံးဝရှယ်ကြီးတွေရှိပါသေးတယ်ဒီမှာတစ်ခိုင်သုံးခိုင်မှာပြီးရင်ဒီမှာဒါဆိုအခုစတီးနေတဲ့ဟာပေါ့နော်သူကလေအရွက်အရမ်းများအတီးကိုအားမရှိတဲ့အတွက်ကျွန်တော်တို့ကတချို့အကိုင်းအများကြီးတီးတယ်ပေါ့နော်တီးမယ်ကျွန်တော်ဖြတ်ပလိုက်တာဖြတ်တဲ့ခါကျအတီးကပို့ပြီးတော့မှအားဖြစ်တာပေါ့နော်အဲ့လိုမျိုးဒီမှာတကူပါနော်ပြီးရင် special ကြီးတွေကဒီဘက်မှာရှိပါတယ်ဒီမှာနေရလားမသိဘူးခင်ဗျအပင်တပင်ကိုကျွန်တော်တို့15ပိတ်တာလောက်sorry ပါတပိတ်တစ်ခွဲအဲ့လောက်တော့ရမယ်ထင်တာပဲကမကပေါ့နော်ဒီမှာအများကြီးတီးနေရခင်ဗျဒါကျွန်တော်အသေးတွေကဖြတ်ထုတ်မှာခင်ဗျဒီမှာဒီလိုအကြီးတွေပဲယူမှာပါနော်ဒီမှာဒါရဆိုရင်တော့ဒီမှာခိုင်းလိုက်ကြီးဖြစ်နေရပါတော့ဒါပေမဲ့ဒီနာအရွက်တွေကိုကျွန်တော်ဖြတ်ပလိုက်ရပါမယ်ဒီအရွက်တွေကိုဖြတ်လိုက်မှဒီအတီးတွေကိုအားပြုမှာပေါ့နော်အဲ့လိုမျိုးဒီမှာကြည့်ပါအကြီးတွေပဲခင်ဗျမကြခင်မှာကျွန်တော်စားရပါတော့မယ်ချင်းချိုလေးပါအတီးကတော်တော်လေးကိုစားလို့ကောင်းပါတယ်ခင်ဗျ